အားလုံးပဲမင်္ဂလာပါကျမကတော့မဟန်နီဖြစ်ပါတယ်ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှာ2009နဲ့2016အထိဗဏ္ဍာရေးမှုဖြစ်တာဝန်ယူထမ်းဆောင်ခဲ့ပါတယ်အခုဆိုလို့ရှိရင်ဗကသများအဖွဲ့ချုပ်ကနှစ်90ပြည့်ခဲ့ပြီပေါ့နော်နှစ်90ပြည့်မှာကျမအနေနဲ့ဗကသကျောင်းသားဟောင်းတဦးအနေနဲ့စကားပြောခွင့်ရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ကျမပြောချင်တာကတော့လူတစ်ယောက်ရဲ့တန်ဖိုးကိုသူဖြတ်တန်းကျော်လွှားနေတဲ့ခေတ်ကြီးကသူ့ပခုံးပေါ်တင်ပေးလိုက်တဲ့သမိုင်းပေးတာဝန်ကိုသူဘလောက်တည်ဖို့ထမ်းဆောင်ခဲ့တယ်ဆိုတဲ့အချက်နဲ့တိုင်းတာရမှာပဲဆိုတဲ့စကားဒီစကားဟာကျမလေးစားအားကြရတဲ့ဆရာဗမော်တင်အောင်ရဲ့ထင်ရှားလာတဲ့စကားတစ်ခုဖြစ်တယ်ဒီလိုမျိုးလေးစားရတဲ့ဆရာဗမော်တင်အောင်ရဲ့စကားအတိုင်းပဲခေတ်ရဲ့သမိုင်းပေးတာဝန်ကို2009ရွှေဝါရောင်တော်လှန်ရေးမှသည်2016အထိချစ်ခင်လေးစားရတဲ့မိခင်အဖွဲ့အစည်းဖြစ်တဲ့ဘာဂတမှာတာဝန်ယူဆောင်ရွက်ခဲ့တယ်။2009ရွှေဝါရောင်တော်လှန်ရေးမှာကျမတို့ရဲ့ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ရဲ့အလံတော်ကိုမြေပေါ်ကိုမလွန်းလွန်းလွှင့်ထူနိုင်ခဲ့ပါတယ်။အဲ့လိုပဲ2009ရွှေဝါရောင်မှာကျောင်းသားဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဟာရဟန်းတန်ဃာတွေနဲ့အတူပူးပေါင်းပါဝင်ပြီးတော့မိဘပြည်သူတွေအတွက်ကုန်စည်နှုန်းတက်တာစီဈေးတက်တာတွေအတွက်အလုံးစုံထွေထွေအကျက်တဲလေးကိုဖြည့်ရှင်းနိုင်မှုအတွက်ကျမတို့တွေရဲ့ចောင်းသားပြည်သူတွေကရှေ့ထွက်ပြီးတော့ဆန္ဒပြခဲ့ကြပါတယ်ရဟန်းတန်ဃာတွေကိုတပ်ဖြတ်တဲ့အခါမှာလဲဝင်းရံရဟန်းတန်ဃာတွေကိုကာကွယ်ပေးနိုင်မှုအတွက်ဝင်းရံပါဝင်ပေးခဲ့ပါတယ်အဲ့လိုပဲဘကသဆိုတဲ့အဖွဲ့အစည်းဟာပြောရမယ်ဆိုရင်ကွန်ဆန်လက်ထက်ကနေပြီးတော့ယနေ့ထိတိုင်အောင်အမိမြေလွတ်မြောက်ဖို့အယိုးတွေတောင်းလို့ပုံရမယ်ဆိုရင်ငါတို့ចောင်းသားတွေရဲ့အယိုးဟာဟိုးအောက်ဆုံးအလွှာမှာရှိနေလိမ့်မယ်ဆိုတဲ့စကားအတိုင်းဘဂတចောင်းသားတွေကရှေ့ဆုံးကနေအမြဲရဲဝံ့စွာဖြင့်စစ်အာဏာရှင်စနစ်ကိုဥဆောင်တော်လှန်နေစေလည်းဖြစ်ပါတယ်။အဲ့ဒီအတွက်ကြောင့်ကျမကိုယ်တိုင်လည်းကျမချစ်ခင်ရတဲ့ဘဂတမြောက်ဖွဲ့ချုပ်အတွက်ကြာရနေရကနေပြီးတော့ဆက်လက်ကူညီပါဝင်သွားမယ်လို့သစ္စာပြုပါတယ်။ဘဂတများအဖွဲ့ချုပ်အတွန်းရှိပါစေ။